မေ့နေပြီနဲ့ဒီနေ့ကတို့ရဲ့230ပြည့် anniversary နေ့လေအဲ့တော့တို့အရင်တော့အဆင်မပြေရလည်းရှိခဲ့တယ်အဆင်ပြေရလည်းရှိခဲ့တယ်ဘဝမိုးတွေဖြတ်သန်းခဲ့ကြပြီးတဲ့နောက်မှာဒီနေ့ကစပြီးတော့အေးစမ်းနဲ့စိတ်ချမ်းသာလက်ချမ်းသာနေနိုင်ပြီနေနိုင်တဲ့အတွက်ကြောင့်မိမဒီနေ့ဒီဆိုင်မှာကြိုက်တာယူလို့ရတယ်ကြိုက်တာဝယ်လို့ရတယ်ကိုရှင်းပေးမယ်โอเคတကယ်ဝယ်မယ်နော်တကယ်ဝယ်ခက်တကနဲ့ရှင်းမယ်နော်ကိုခက်ကြီးနဲ့ရှင်ပါလား ဟုတ်တယ် မှာဘန်ကင်းနေရှိရလေလက်ငင်းဝင်နိုင်လို့ထင်တယ်နော် ဟောမဟုတ်ဘူးလေတစ်ချိန်လုံးကအကျွေးမဝယ်နိုင်တဲ့အကျွေးဝယ်တာကိုလက်ငင်းဝယ်နိုင်လို့အကျွေးဝယ်တယ်ဆိုတာကအဓိပ္ပာယ်တစ်မျိုးလေဒါပေမဲ့အခုချိန်မှာကျတော့ဒါဒီ MTV ဘန်ရဲ့ MPU ခက်တကဖြစ်တယ်ဒါပြင်ဒါကပလက်တီနာကတ်ဖြစ်တဲ့အတွက်ဒါမေးယောက်ျားရဲ့ဂုဏ်သိက္ခာပဲเนาะဒါမှမရသေးလို့ရှင်ဒီမှာရှိမြအကုန်လုံးလည်းရှင်းလို့ရတယ်ဒီစိတ်ကြိုက်ဝယ်လို့ရတယ်โอเคเนาะ